အမမင်္ဂလာပါရှင်ဟုတ်ကဲ့ပါဟုတ်အမမိတ်ဆက်ပြပါအောင်ရှင်ကျမတော့ဟိုစားတော့ညတတိအထည်ဆိုင်အမရပူရာပိုင်ရှင်ပေါ့တော်ကြီးချောသေးဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ရှင်အမဒီ BMC တင်နန်းလေးကိုဘယ်လိုတည်ပြီးတော့တက်ဖြစ်တာလဲရှင်တင်နန်းကတော့အမရဲ့မိတ်ဆွေပေါ့နော်ဒီ founder ကကျတော့ဒီသူနဲ့စခင်နေရပေါ့သူတက်တဲ့သူဖွင့်တဲ့တင်နန်းလေးကိုသူ့ကိုလည်းလေးစားတာနဲ့တက်ဖြစ်မယ်ဆိုပြီးတော့စိတ်ကူးထားတာနဲ့သူလည်းကမ်းလှမ်းလာနဲ့ကြုံတာနဲ့အမတက်ဖြစ်လိုက်တာပါဟုတ်ကဲ့ရှင်အမဒီတင်နန်းလေးကိုတက်တော့အခုတော့ဒီနေ့ထိဆိုရင်3ရက်ပေါ့နော်3ရက်ဆိုရင်အမဒီတင်နန်းလေးကနေပြီးတော့မှတ်မိတဲ့သင်ခန်းစာတွေရောရှိလားရှင်ရှိပါတယ်အမတို့ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ပေါ့နော်အဲဒီ business model campus အမတို့အရင်တော့ဒီလုပ်ငန်းလုပ်ပေမဲ့အမတို့မှာဒီတစ်ခုဒီ structure တစ်ခုနဲ့လုပ်ခဲ့တယ်ဆိုတာစနစ်တစ်ခုနဲ့ system တစ်ခုနဲ့လုပ်ခဲ့တယ်ဆိုတာရှားတယ်ပေါ့နော်။မတို့ဒီမီယိုဖလာလုပ်ငန်းဖြစ်တဲ့အခါကျတော့ဒီတိုင်းလေးပဲမတို့ဟိုအသိရှိတဲ့လောက်ကလေးနဲ့ပဲလုပ်ခဲ့ကြတာပါ။အခုကျတော့မတို့ဒီမှာဗာရလိုက်လဲဆိုတော့မတို့စနစ်တကျလုပ်ရမယ့်ဟိုပါပေါ့လုပ်ငန်းစဉ်ပေါ့လုပ်ငန်းစဉ်တွေနောက်ပြီးတော့အစီအစဉ်တွေ plan လေးတွေပေါ့အဲ့ဒါလေးတွေအတွက်ဘယ်လို BMC နဲ့ပတ်သက်ပြီးတော့ဆွဲရမယ့်အစီအစဉ်လေးတွေကိုအမနားလည်သွားပါတယ်ဟုတ်ကဲ့အဲ့ဆိုရင်အခုတင်နန်းလေးရဲ့သင်ခန်းစာတွေကိုလက်တွေ့မှာရောအမရဲ့လုပ်ငန်းပေါ်မှာရောဘယ်လောက်ထိအကျိုးရှိမလဲလို့ထင်လဲရှင်ဟုတ်ကဲ့မနေ့ကတော့အမလုပ်ငန်းနဲ့ပတ်သက်ပြီး presentation လုပ်တယ်ပေါ့နော်အဲ့မှာအမဆိုပေါ့ဒီနေ့လဲအဲ့ business model campus နဲ့ပတ်သက်ပြီးတော့အခု application လေးတစ်ခုဆွဲနေတယ်အဲ့မှာလည်းအမတို့တကယ်ဖြစ်လာမယ်ပေါ့တကယ်လုပ်ပေးနိုင်မဲ့ customer ရဲ့ pain နဲ့ gain ပေါ့အဲ့ဒါလေးတွေနောက်ပြီးတော့သူ့ရဲ့ needs and wants တို့အဲ့ဒါလေးတွေကတော့အမရင်တော့သတိမပြုမိတဲ့ဟာလေးတွေကိုအခုသတိပြုမိလာခဲ့တယ်ပေါ့နော်အဲ့ဒါလေးတွေအတွက်အမတို့ပြင်ဆင်သင့်တာပြုပြင်သင့်တာပေါ့အဲ့ဒါလေးလုပ်ရမှာဖြစ်ပါတယ်ရှင်presentation လုပ်တယ်ဆိုတော့ group project တွေဘာတွေမှာရောအခက်အခဲလေးရှိလားရှင်အများကြီးတော့မရှိပါဘူးအမတို့ကျွမ်းကျင်တဲ့လုပ်ငန်းလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့လေအဲ့လိုမျိုးနီးဆရာလည်းဟိုလိုအပ်ချက်ကလေးတွေတော့ပြန်ပြီးတော့ရှင်းပြဖြည့်ပေးပါတယ်ဟုတ်ကဲ့ရှင်ဟုတ်အဲ့ဆိုရင်ဒီတင်နန်းလေးကိုအမရဲ့လုပ်ငန်းပေါ်မှာလည်းအကျိုးသက်ရောက်မယ်ဆိုတော့ဒီတင်ပြီးရဲ့ဆရာကိုရောဗာပြောခြင်းလဲရှင်ဆရာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့အဲ့လိုမျိုးမိသားစုလိုလည်းဖြစ်နေရဲ့ဒီကြတော့ဆရာလည်းအရင်တည်းကအမတို့ဒီလုပ်ငန်းဒီတင်နန်းမတက်ခင်တည်းကလည်းအမတို့နီးပြပေးတာတွေဒီလိုမျိုးလေးလှမ်းပြီးတော့ပေါ့နော်သူ့ရဲ့အသိပညာကိုပြန်ပြီး sharing လုပ်ထားတာလေးရှိရပေါ့နော်အဲ့ဒါလေးနဲ့ဆိုတော့အခုရှေ့ဆက်လဲသင်တန်းလေးတွေကိုအမလည်းပြန်ပြီး sharing လုပ်ပေးမယ်နောက်ပြီးတော့အဲ့လိုမျိုးကိုယ့်ရဲ့မိသားစုတွေကိုယ့်ရဲ့မိတ်ဆွေတွေကိုလည်းပြန်ပြီးမျှဝေပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ရှင်အမဒီတက်ရောက်ပေးလို့ရောဒီ interview လေးကိုလက်ခံပြီးဖြေချပေးရတဲ့အတွက်ရောကျေးဇူးတင်ပါတယ်ရှင်ဟုတ်ပါဘူးအမလည်းကျေးဇူးတင်ပါတယ်လုပ်ငန်းလည်းအောင်မြင်တိုးတက်ပါစေရှင်ဟုတ်ကဲ့ပါကျေးဇူးပါ